မင်္ဂလာပါဒီနေ့မှာအင်္ဂလိပ်စာ unit 5ကိုစပြီးတော့ဖတ်ပြမယ်နော်ရှေ့ရက်မှာ unit 4ပြီးပြီဒီနေ့တော့ unit 5 food and drink အစားအစာနဲ့ drink တောက်စရာအကြောင်းကိုလေ့လာကြမယ် lessons 1 I eat ဆိုတာကျွန်တော်စားတယ်တဲ့အနောက်ကအဆက်သုံးဆက်သည်ဘာဖြစ်မလဲပေါ့စားစရာတစ်ခုခုလာမယ်ပေါ့နော်ပြီးရင် listen and see နားထောင်ပြီးတော့လိုက်ပြောကြည့်မယ် C A K E cake C A K E cake cake မဟုတ် C H I C K E N chicken C H I C K E N chicken ချက်သား F R U I T S fruits F R U I T S fruits တတိဝလံများ R I C E rice R I C E rice ထမင်း cake ကိမုတ် chicken ချက်သား fruits တတိဝလံများ rice ထမင်းကဲဒီမှာစားစရာတွေရဲ့နာမည်တွေသိသွားပြီဆိုလို့ရှိရင်I eat ရဲ့အနောက်မှာကပ်ပြီးတော့ထည့်ပြီးတော့ဆိုကြည့်လို့ရပြီเนาะကဲအောက်ကတော့ဒီမှာနမူနာစကြောင်းလေးပြထားတယ်နမူနာစကြောင်းလေးပြထားတယ်ဆရာမလက်ထက်မှာကင်ထားတာပါလေဒါလေးကထမင်းဆိုတာက rice ဒါကြောင့်မို့ I eat ကျွန်တော်စားတယ်ရဲ့အနောက်မှာ rice ကိုထည့်လိုက်တယ်ဒါဆိုရင်ဆိုကြည့်မယ်နော် I eat rice I eat rice ကျွန်တော်ထမင်းစားတယ်ကဲဒါဆိုအနောက်ကပုံလေးရောဘာဖြစ်မှာလဲစောနာလိုမျိုးပဲပြောကြည့်မယ်ဒါ cake ဆိုတော့ I eat cake I eat cake ကဲဒီမှာတတိဝလံများဆိုတော့ဘာဖြစ်မလဲ I eat fruits I eat fruits ကဲဒီမှာချက်သားဆိုတော့ဘာဖြစ်မှာလဲ I eat chicken I eat chicken အဲ့လိုမျိုးအစားထိုးပြီးတော့ပြောကြည့်ပါမယ်နော်ကဲဒီဘက်က practice ကလက်တွေလုံးမယ်စောနာကပုံလေးတွေကိုပြပြီးတော့ဆရာမတို့က I eat ရဲ့အနောက်မှာအစားထိုးပြီးတော့လက်တွေပြောကြည့်မယ်တငယ်ချင်းတွေအချင်းချင်းလည်းပြောကြည့်မယ်နော်ကဲစောနာကဒီမှာဆရာမဖတ်ပြပြီးပြီဒါဒီမှာကြတော့ဆရာမကဒီကပုံလေးရဲ့ဆရာမကတတိဝလံတွေကိုလက်ညှိုးထိုးရဲဆိုတော့ဒါဘာဖြစ်မလဲ I eat fruits I eat fruits ကျွန်တော်တတိဝလံတွေကိုစားတယ်အဲ့လိုမျိုးပေါ့နော်ဒီပြင်ပုံတွေကိုကြည့်ပြီးတော့လဲ fruits နေရာမှာအစားထိုးပြီးတော့ပြောကြည့်မယ်နော်ကဲဒီအောက်ကတငယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့ကဲပုံတွေကိုကြည့်ပြီးတော့ပြောကြမယ်ဒီမှာကတစ်မျိုးတည်းစားတဲ့လူနှစ်မျိုးစားတဲ့လူသုံးမျိုးစားတဲ့လူလေးမျိုးစားတဲ့လူပေါ့နော်အဲ့ဒါကိုသူကဖတ်ပြသွားတာတစ်မျိုးထပ်ပို့ရင် ANTN နဲ့ဆက်ထားတယ်နောက်တစ်ခုကျတော့နှစ်မျိုးသုံးမျိုးဖြစ်သွားတော့ပထမတစ်ခုကော်မာနဲ့ခံတယ်နောက်ဆုံးနှစ်ခုကိုမှ N နဲ့စကြောင်းဆက်ထားတယ်ကဲဆိုကြည့်ရအောင်နော် I eat rice I eat rice ကျွန်တော်ထမင်းစားတယ် I eat rice and chicken ဒီမှာ ANTN နဲ့စကားဆက်ထားတယ်တွေ့လားဒါဆိုပြမယ် I eat rice and chicken ကျွန်တော်ထမင်းနဲ့ချက်သားစားတယ်ကဲဒီဘက်ကနှစ်မျိုးထပ်ပို့သွားပြီးသုံးမျိုး I eat rice ပြီးတော့ comma တွေ့လား comma လေးခံထားတယ်ပြီးတော့မှ chicken and cake နောက်တစ်ခါပြန်ဆိုပြမယ် I eat rice, chicken and cake ကဲနောက်တစ်ခုကျတော့၄မျိုးဖြစ်သွားပြီ I eat rice, chicken, cake and fruits လိုက်ပြောကြည့်မယ်နော်ရမလားရမယ်နော်